ကျွန်တော်တို့ယခုမြင်တွေ့နေရတာကတော့တစ်တော်ကလေးကိုကြော်မင်းဖြစ်တယ်ခင်ဗျာကိုကြော်မင်းအနေနဲ့စိုင်းတစ်ဖက်တစ်တော်တစ်ဖက်နဲ့ကိုအနှဲငယ်အလုံးရှုံနေပြီခင်ဗျာဒီလာတွေ့ရှိချက်တွေအရစိုင်းဝင်ငွေထက်တစ်တော်ဝင်ငွေကပိုများတယ်လို့သိရတယ်ခင်ဗျာမြင်တွေ့ရတဲ့အတိုင်းပဲကိုကြော်မင်းတစ်တော်ရိုက်နေတာကိုမိသွားတဲ့အချိန်မှာတော့တကွက်ပြသွားပြီခင်ဗျာယောမင်းကငါအိမ်မှာမရှိတော့ဘာလို့ငါမိမခနဲ့ရောက်နေရလဲဟမ် ဟိုအမောပါဦးရကွာခင်ဗျားမိမဗာလေရေပိုက်ပြင်မကျွန်တော်ခေါ်တာလို့ဗျာ ယောရေပိုက်ပြတ်တယ်လို့ငါတစ်ခါမှမကြောက်ဘူးယောပြီးတော့ရေပိုက်ပြတ်ငါပြင်မှာပေါ့မင်းနဲ့ပါဆိုင်လို့မင်းခေါ် မကြည့်ဘူးလေဗျာကျွန်တော်ခေါ်တာလို့ကျွန်တော်လာတဲ့ကိစ္စ အဲ့ဒါဒီတော့မင်းရေပိုက်ပြတ်တယ်ပြောပြီးဘာလို့ငါမိမခနဲ့ရောက်နေငါမိမခနဲ့မှရေပိုက်မရှိဘူးဟာ ဗာလေပလေယာပြောက်လို့ဒီထဲများရှိမလားဆိုလားရှာတာ ငါတို့နှစ်ယောက်လုံးတလောကတော့ကဖိတ်တုံအောင်ကြောက်နေတာငါတို့နှစ်ယောက်ကတော့အိမ်ယာမိမတခွန်းဆိုတခွန်းပဲဟုတ်တယ်ဗျအတူတူပဲဘာလို့ကွာမင်းကငါးတက်တောင်ပိုကြောက်ပါတယ်နောက်ပိုင်းတိုးတက်လာတဲ့ခစ်ကြီးမှာမင်းတို့လူသားတွေပဲတစ်တော်စောတတ်တာပေါ့ဘူးငါတို့ခွေးလေးတွေလည်းတစ်တော်စောတတ်တယ်ဒီတက်ပို့ပြီးတိုးတက်လာရင်မင်းတို့နဲ့အတူတူ TikTok application မသုံးတော့ဘူးငါတို့ဘာသာ .only TikTok ဆိုပြီးဖွင့်မယ်ဘယ်ရောက်သွားလဲငါ့ကိုမန်ယူအပိုင်လို့ပြီးပြောရတဲ့နှကောင်ဟမ်ဘယ်ပြေးမှလဲဒါသာမင်းတို့ပြေးပြဲတဲ့ဒီကိုက်ပြင်မယ်မင်းတို့ပြေးကျွတ်တဲ့ဒီပြေးအော်ငါအိမ်မှာပေါင်ပြီးလောင်းလိုက်တာတွားပြီကွာကိုက်မယ်မင်းဟမ်မိုက်တယ်ဟုတ်တယ်ခေါင်းလေးတပုံဆောင်မယ်ပြီးရင်ဒီဘက်တပုံဟုတ်တယ်ပြီးအရှိလေးနဲ့တိုးလာခဲ့လာအရှိနဲ့တိုးရပြီတပုံအရှိလေးနည်းနည်းလေးထပ်တိုးလိုက်ရပြီအာဘိုက်တယ်ကွာမင်းသားရှုံးနဲ့မျက်နှာဆိုတာဒါပဲကျွန်တော်တို့ယခုမြင်တွေ့နေရတာကတော့စောင်းလို့ရေးတစ်ခုမှာအုပ်ပြစ်နေတဲ့လူငယ်လေးတစ်စုဖြစ်တယ်ခင်ဗျာမြင်တွေ့နေရတဲ့အတိုင်းပဲနောက်ပြန်ပြစ်တဲ့အချိန်မှာကွဲပြီခင်ဗျာ